Desitoyan no. Harapia Kurago Jisu Dine, Niajan China, Dadmiro di Harapia and Nokutago Sinton, Lilaya of Queen, Dinada of Queen Maza Baby the Jisu Dine. Tata Gamasoni Mapiwabu, Tonya Pitasura would connect. Harapia and Nokutagan near it. Looking after Tishina Voyan to Lumi Kakeva. Put out the Harapia Tashino on Lambachi, Arvitin and Yapina Kong, Naro. ခံကြမှုရောက်စီတိုင်းမှာမင်္ဂလာရှိစေတော်မူပါချိန်တိုင်းတဲ့တော်လုံးသက်ရှင်တော်မူထာဝရဘုရားရဲ့လက်ဝဲသူစက္ကန့်နဲ့တော့ခံတယ်ယနေ့မိနစ်နာကာလမှာပြောတာထာဝရသက်ရှင်တော်မူသောကြည်ပါရှင်ဒီခရစ်တော်ရဲ့နာမဖြင့်အလင်းရည်ဒီလေးနဲ့ဒီလိုကောင်ချင်းဆက်တိုင်းနဲ့မိသားစုပါပြခြင်းအာမင်ခုချိန်ပါကျွန်တော်ဒီနေ့ပြောရမယ့်သင်ခန်းစာပါနော်သင်ခန်းစာက73သင်ခန်းစာ73ဖြစ်တယ်သင်ခန်းစာ73ခေါင်းစဉ်ကဘာလဲဆိုတော့သင်္ကန်းသာ73ခေါင်းစဉ်ကကျိုးပြတ်သွားတဲ့နိုင်ငံကြီးစိန်နဲ့အာဏာပြတ်သုံးခြင်းเนาะအဲခေါင်းစဉ်ဖြစ်ပါတယ်လို့ကျွန်တော်အဖြေတွေပဲပြောပြသွားမှာဖြစ်တယ်ပထမမေဂုနံပါတ်1ကတော့ပထမနေဝေဂုနံပါတ်1ကပါရေးထားလဲဆိုတော့ဘုရားရှင်ပေးထားသောကျေးဇူးသည်ယာရုဂုံနှင့်ကြီးကျယ်ဥစ္စာကိုဒီတို့အသုံးချရမည်အဲ့ဒါကကျွန်တော်နံပါတ် C ကိုဖြေထားပါတယ်ဘုရားရှင်ဘုန်းတော်တင်ရှားဖို့အတွက်သာလှုပ်ဆောင်ရန်တဲ့အဲ့ဒါကနံပါတ်1ရဲ့မိဂုံးရဲ့အဖြေကိုနံပါတ် C ကိုဖြေဆိုထားတာဖြစ်ပါတယ်လို့နံပါတ်2ခွဲခြားထားသောနိုင်ငံတော်ဆိုဒီမှာအပယ်နည်းတဲ့ခွဲခြားထားသောနိုင်ငံတော်ဆိုဒီမှာအပယ်နည်းတဲ့အဲ့မှာ ABC သုံးခုပေးထားတယ်ကျွန်တော်က B ကိုဖြေဆိုထားတာဖြစ်ပါတယ်ဣသရေလယူဒဆီးရီးယားနဲ့အီဂျစ်ဆိုပြီးတော့နံပါတ် B ကိုဖြေဆိုထားတာဖြစ်ပါတယ်နံပါတ်3ဒါဝိဒ်နဲ့ရှောလမုန်တို့အပြစ်ပြုခြင်းကြောင့်ချက်ချင်းလက်ငင်းခံရတော့တက်ရောက်မှုကအပယ်နည်းတဲ့အဲ့ဒါက ABC ပေးထားတဲ့အထက်မှာကျွန်တော်ကနံပါတ် A ကိုရွေးချယ်ထားတာဖြစ်ပါတယ်လို့နော်နိုင်ငံရေးဥဆောင်မှုအပိုင်းပျက်စီးခြင်းပေါ့နော်နိုင်ငံရေးဥဆောင်မှုအပိုင်းတွေပျက်စီးသွားတာဖြစ်ပါတယ်လို့နံပါတ်မိကိုနံပါတ်4ရေရောပေါင်မင်းဘယင်အဖြစ်ပထမဆုံးလှုပ်တော့အချက်ကအပယ်နည်းတဲ့ရေရောပေါင်မင်းဘယင်အဖြစ်ပထမဆုံးလှုပ်တော့အချက်ကအပယ်နည်းတဲ့နံပါတ် A B C ပေးထားတဲ့အချက်မှာကျွန်တော်ကနံပါတ် B ကိုရွေးချယ်ထားပါတယ်နိုင်ငံတော်အစစ်ရုပ်ထုစင်းထုကိုးကွယ်ခြင်းကိုပြဋ္ဌာန်းပေးသည်နော်နံပါတ်5ကျွမ်းကျင်သောသူများဆိုဒီမှာဘဒုကိုရည်ညွှန်းသည်တဲ့ကျွမ်းကျင်သောသူများဆိုဒီမှာဘဒုကိုရည်ညွှန်းသည်တဲ့အဲ့မှာနံပါတ် A B C ဖြေသုံးခုပေးထားတဲ့အထက်မှာကျွန်တော်ကနံပါတ် B ကိုရွေးချယ်ထားပါတယ်ဘုရားရှင်ကိုစစ်မှန်စွာသစ္စာရှိစွာကိုးကွယ်သူလူနည်းစုပေါ့နော်အဲ့ဒါကိုရွေးချယ်ထားပါတယ်နောက်နံပါတ်6ဒီခေတ်တွင်ထင်ရှားသောပရောဖက်များကအဘယ်သူနည်းတဲ့ဒီခေတ်တွင်ထင်ရှားသောပရောဖက်များကအဘယ်သူနည်းတဲ့အေလိနဲ့အေလိယအေလိရှဲနဲ့အေလိယနဲ့အေလိရှဲတော့အဲ့ဒါကိုကျွန်တော်ကဘာဖြေထားနံပါတ် C ကိုဖြေထားပါတယ်အေလိယနဲ့အေလိရှဲဖြစ်ပါတယ်လို့နံပါတ်9ဣသရေလနဲ့ယူဒနိုင်ငံကြအပယ်ကြောင့်စစ်ဆက်မပြတ်စစ်ဖြစ်ပွားနေသည်တဲ့အဲ့ဒါကိုနံပါတ် A B C သုံးခုပေးထားတဲ့အထက်မှာကျွန်တော်ကနံပါတ် B ကိုရွေးချယ်ထားပါတယ်ယူဒများကဘုရားရှင်ကိုကိုးကွယ်ပြီးဣသရေလများကရုပ်တုကိုကိုးကွယ်သောကြောင့်ဖြစ်တယ်နော်နံပါတ်8ရဲ့မိကုန်းကဘာလဲဆိုတော့ရေရောပေါနဲ့ယဟောပေါမင်းနဲ့ပါစလုံးကြာရှုံးရခြင်းအဓိကအချက်ကအပယ်နည်းတဲ့နံပါတ် A B C ပေးထားတဲ့အထက်မှာကျွန်တော် C ကိုရွေးချယ်ထားတာဖြစ်တယ်သူတို့ကိုကြိုးအတာအတွက်မဟာဘီရင်နိုင်ငံတော်များထူထောင်ခြင်းဖြစ်ပါတယ်နော်နံပါတ်9
နံပါတ်9ရဲ့မိကုံကအဘယ်ကြောင့်ရေရောပေါင်းဒီရွှေနာတငယ်ကိုထုလုပ်သည်တဲ့နံပါတ် A B C D ပေးထားတဲ့ထဲမှာကျွန်တော်နံပါတ် C ကိုရွေးချယ်ထားတာဖြစ်ပါတယ်လူများယေရုရှလင်သို့သွားရခြင်းမှသူ့ထံသို့ပြန်လာစေရန်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့နံပါတ်10ယူရလူမျိုးများသည်ဘုရားရှင်အားဘယင်အဖြစ်အတိအမှတ်ပြုတော်လဲအဘယ်ကြောင့်ကြာရှုံးသည်တဲ့ A B C D တို့ခုပေးထားတဲ့ထဲမှာကျွန်တော် A ကိုရွေးချယ်ထားပါဖြစ်ဘုရားရှင်ကိုအရှင်မြတ်လေးစားမှုမရှိတော်ကြောင့်ဖြစ်တဲ့နံပါတ် A ဖြစ်ပါတယ်နံပါတ်17 Prophet Elia ဘယင်ဟာအားဘုရားရှင်ဘာစေလွတ်ကြောင်းဘုရားရှင်ဘာစေလွတ်ကြောင်းပြောခဲ့သည်အဲ့ဒါနံပါတ် ABC တော့ခုပေးထားတဲ့ထဲမှာကျွန်တော်ကနံပါတ် B ကိုရွေးချယ်ထားပါတယ်တိုင်းနိုင်ငံတွင်ကြားရောက်ပြီးငတ်မှုချင်းဘေးပေါ့နော်ဒီလိုရတော့ပြောတာဖြစ်ပါတယ်နံပါတ် B ကိုရွေးချယ်ထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့နံပါတ်7က Prophet Elia ဒီဘယင်အာဟအားဘာကိုစိန်ခေါ်သည်တဲ့ ABC ပေးထားတဲ့ထဲမှာ ABC ပေးထားတဲ့ထဲမှာပေါ့နော်နံပါတ် B ကိုရွေးချယ်ထားတာဖြစ်ပါတယ် Prophet များနဲ့ရှင်းပြရန်တဲ့ဘာလ Prophet များနဲ့ရှင်းပြရန်ဖြစ်ပါတယ်လို့နံပါတ်73ကာမဲတောင်တွင်အောင်ပွဲရပြီးနောက်အေလိယဘာလုပ်သည်တဲ့ကာမဲတောင်တွင်အောင်ပွဲခံပြီးနောက်အေလိယဘာလုပ်သည်တဲ့နံပါတ် A B C ပေးထားတဲ့အထက်မှာနံပါတ် C ကိုရွေးချယ်ထားပါတယ်ဘီယာရှိဘတို့အသက်လူပြီးထွက်ပြေးရသည်လို့နော်နံပါတ်14ဘုရားရှင်သည်အေလိယအားတောရ၌မိကဲ့သို့စကားပြောသည်တဲ့နံပါတ် A B C D ပေးထားတဲ့အထက်မှာကျွန်တော်နံပါတ် D ကိုရွေးချယ်ထားတာဖြစ်ပါတယ်တိုးညင်တာသောစကားအဖြစ်ပေါ့နော်တိုးညင်တာသောစကားအဖြစ်ဘုရားရှင်ကအေလိယကိုစကားပြောတာဖြစ်ပါတယ်လို့နံပါတ်15ဘုရားသခင်ဤတောင်တော်ဖြစ်သောအာရအရက်တွင်ဘုရားရှင်ကိုထင်ပြသောအခါအေလိယဘာလုပ်သည်တဲ့အဲ့ချိန်မှာ A B C ပေးထားတဲ့ထဲမှာကျွန်တော် B ကိုရွေးချယ်ထားပါတယ်ထိုရက်တွင်သူ့ဘက်မှာရက်တီသူတူးမှမရှိကြောက်စောတကတက်ခဲ့ပြီပေါ့နော်နောက်နံပါတ်16အဘယ်ကြောင့်ဘုရားရှင်ကအေလိယအားသမတ်စကပ်တို့ပို့ခဲ့သည်တဲ့ A B C ရွေးထားတဲ့ထဲမှာကျွန်တော် A ကိုရွေးချယ်တာဖြစ်တယ်စီးရနိုင်ငံပြီးရင်ဖေဇလာကိုဗိတ်သိက်ပြင်ဖြစ်ပါတယ်လို့နံပါတ်19ကတော့ဘယင်အာဟတ်ဒီမြည်သည့်တိုင်းမြည်သည့်တပါးနိုင်ငံနဲ့မဟာမိတ်ပြုခဲ့တယ်တဲ့အဲ့မှာ A B C D ပေးထားတဲ့အချက်မှာကျွန်တော်က B ကိုရွေးချယ်လာတာဖြစ်ပါတယ်ဆီးရီးယားနိုင်ငံနဲ့မဟာမိတ်ဖွဲ့ခဲ့တာဖြစ်ပါတယ်လို့နောက်ကြတော့နံပါတ်18ရဲ့မိကုံကအောက်ပါကွက်လက်များမှန်ကန်စွာအောက်ပါကွက်လက်များမှန်သောစကားလုံးပြီးရှင်တွဲပါတဲ့နံပါတ် A နံပါတ်1ပေါ့နော်ဒီဘက်ပေးကနံပါတ်1ရှင်းလိုက်ရင်မဆိုရင်နံပါတ်1prophet တရားကိုဝတ်ထားသောမြို့ဝင်နေပါနော်အဲ့ဒါကကျွန်တော်ကနံပါတ် E ကိုရွေးချယ်ထားတာဖြစ်ပါတယ်လို့နံပါတ် E ကိုရွေးချယ်ထားတာဖြစ်ပါတယ်နံပါတ်2ဘယင်အာဟတ်နှိပ်စက်သည့်လေသမားsorry ဆီးရီးယားဘယင်ပေါ့နော်ဆီးရီးယားဘယင်ကဘာလုပ်လဲလို့နေတာဆီးရီးယားဘယင်ကနံပါတ် F ကိုကျွန်တော်ရွေးချယ်ထားပါတယ်လို့နံပါတ်3ဘယင်အာဟတ်နှိပ်စက်သည့်လေသမားကဘာလုပ်လဲတဲ့အဲ့ဒါကနံပါတ် D ဖြစ်ပါတယ်လို့နောက်ကြတော့နံပါတ်4ဣသရေလဤအကောက်ကျဆုံးဘယင်ပေါ့နော်ဣသရေလအကောက်ကျဆုံးဘယင်ကနံပါတ်ဣသရေလဤကောက်ကျဆုံးဘယင်เนาะအဲ့တကြောင်ကြော်သွားမှာเนาะဒီအဲ့ဒါကဒီကျွန်တော်ဖြေရတာဆက်နေပြီเนาะနောက်ကြတော့အေလိယ၏နေရာကိုနောက်တစ်ခုပေါ့နော်ငါးနေရာနော်အေလိယ၏နေရာကိုစက္ခံတော် prophet ပေါ့နော်
A လီယာနေရာကိုဆက်ခံသောပရောခက်ကနံပါတ် B ဖြစ်ပါတယ်လို့ A လီရှယ်နော်နံပါတ် B ဖြစ်ပါတယ်လို့နောက်ကြတော့နောက်တစ်ခုကဘယင်အာဟတ်ရွှေတွင်ကြုံရမည့်အစာခေါင်းပါခြင်းအကြောင်းသတိပေးသူပေါ့နော်အဲ့ဒါကတော့နံပါတ် A ဖြစ်ပါတယ်လို့နံပါတ် A ဖြစ်ပါတယ်နောက်နံပါတ်19ကွက်လက်ဖြစ်ပါတဲ့နော်sorry နော်ခုနတော့နံပါတ်1 2 3 4ကဘာဖြစ်ထားလဲဆိုတော့ဣတိရလဤကောက်ကျဆုံးပြရနံပါတ် C ပေါ့နော်နံပါတ် C အဖို့ဖြစ်ပါတယ်လို့နံပါတ် C နော်နောက်တစ်ခုကနံပါတ်19ရဲ့မိကွာဘာလဲကွက်လက်ဖြစ်ပါတဲ့နံပါတ်1 B ပေါ့နော်နံပါတ်1ကပထမဆုံးကွက်လက်မှာကျွန်တော်ကနံပါတ် B ကိုဖြည့်ဆိုထားတာဖြစ်ပါတယ်လို့သူ့ရဲ့မိကွာဘာမိထားလဲဆိုတော့အေလိယကိုဖျားရှင်ဝတ်ထားပြီးကြီးကန်းအားဖြင့်အစာကျွေးသောနေရာပေါ့နော်အဲ့ဒါကတော့ကျွန်တော်နံပါတ် B ကိုဖြည့်ဆိုထားပါတယ်နောက်နံပါတ်2ဘာလပရောဖက်များကိုအေလိယတွေ့သည့်နေရာပေါ့နော်ဘာလပရောဖက်များအေလိယတွေ့သည့်နေရာကကျွန်တော်နံပါတ် A ကိုဖြည့်ထားတာဖြစ်ပါတယ်လို့နောက်နံပါတ်3ဘုရားရှင်ကမုတ်ဆိုးမအားဂျုံနစ်စီကိုထောက်ပံ့စေသူတဲ့အဲ့ဒါကတော့ကျွန်တော်နံပါတ် C ကိုရွေးချယ်ထားတာဖြစ်ပါတယ်လို့ကျွန်တော်ရဲ့ဒီနေ့သင်ခန်းစာကတော့ဒါဒီအကုန်ပါပဲမကြားလိုက်တာလို့မရှင်းလိုက်တော့ဆိုပြန်မေးလို့ရပါတယ်လို့ဒီလိုကျွန်တော်မားနေလို့ရှင်လည်းပြန်ပြီးတော့ပြင်ပေးလို့ရပါတယ်